ကဲတူရီချစ်တဲ့ကိုဒီမအားလုံးမင်္ဂလာပါခင်ဗျာ12နာရီနဲ့10မိနစ်မှာပွဲချမ်းမယ်နောက်တစ်ခါနိုင်တစ်ခွက်တင်ပြလိုက်ပါပြီခင်ဗျာဒီလေးရေဒီတစ်ရေဒီလေးရေနော်ဒီသုံးပေါင်းချင်းဟာ6လေးထိပ်ကြီးဖြစ်တဲ့အတွက်6လေးထိပ်ကြီးဖြစ်တဲ့အတွက်ဒီတစ်ရေဒီ6ရေဒီ3ညရေဒီသုံးလုံးပေါင်းချင်းဟာ9နှစ်နောက်ပိတ်ပါခင်ဗျာ6လေးထိပ်စီ9နှစ်နောက်ပိတ်နဲ့9ခွန်ဆိုပြီးတော့ထွက်သွားပါတယ်ခင်ဗျာနော်ကဲနောက်တစ်ခါဒီ9ရေဒီ6ရေဒီ1ရေဒီသုံးလုံးပေါင်းချင်းဟာ6တစ်ထိပ်စီဖြစ်တဲ့အတွက်ဒီ9ရေဒီ2ရေဒီခွန်ရေဒီသုံးလုံးပေါင်းရလေ73ထိပ်စီပဲခင်ဗျာ6တစ်ထိပ်စီ73နောက်ပဲဖြစ်တဲ့အတွက်13ဆိုထွက်တော့ပါခင်ဗျာကဲ7နိုင်တမန်တော့ပွဲချမ်းပဲခဏလေးလာပါခင်ဗျာဒီ1ရေဒီ2ရေဒီ9ရေနော်ဒီ9ရေဒီသုံးလုံးပေါင်းရလေ7ထိပ်စီ73ထိပ်စီဖြစ်တဲ့အတွက်73ထိပ်စီဖြစ်တဲ့အတွက်ဒီ1ရေဒီ9ရေဒီ10ရေနော်ဒီသုံးလုံးပေါင်းရလေ4ခုနောက်ပိတ်ပါခင်ဗျာနော်အဲ့တော့73ထိပ်စီနဲ့4ခုနောက်ပိတ်ကိုအပြီးပြင်ရိုက်ကြပါမယ်ခင်ဗျာ7ထိပ်စီနဲ့84 89 3ထိပ်စီနဲ့34 39အကြိုက်ဆုံးကဏ္ဍလေးရ89တစ်ခုပါခင်ဗျာနော်ဒီဘက်ဆိုင်မှာလဲ7ထိပ်စီ4ခုနောက်ပိတ်နဲ့89 84ဆိုပြီးတော့ကျွန်တော်နှစ်ကွက်တင်ပေးထားပါလိမ့်ခင်ဗျာကြိုက်တယ်ဆိုလို့ရှိရင် line subscribe လေးပေးကြပါအောင်ခင်ဗျာကောင်းဆုံးကဏ္ဍလေးရတော့89ဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ရမ်းမဲ့နောက်ထပ်ကဏ္ဍလေးတစ်ခွက်ကတော့80နဲ့15နှစ်ကွက်